မင်္ဂလာပါပရိသတ်ကြီးရေဒီတစ်ခေါက်မှာတော့ရန်ကုန်မြို့နဲ့တိတ်မဝေးပဲ YBSCP တငယ်ချင်းတွေနဲ့လဲလို့ကောင်းတဲ့နေရာလေးတစ်ခုကိုပြပြချင်ပါတယ်ရန်ကုန်မြို့မှာအလုတ်သွားအလုတ်ပြန်မွန်းတက်ပြီးအသက်ရှူမဝဖြစ်နေတာတွေကိုဖြေဖြောက်ပေးမဲ့တဘာဝကိုခန်းစားကြည့်လို့ရမယ့်နေရာလေးတစ်ခုကိုမိတ်ဆက်ပေးချင်ပါတယ်အဲ့ဒီနေရာလေးကတော့ရန်ကုန်မြို့ထောက်ကျက်မှာရှိတဲ့ TM Farm ဆိုတဲ့နေရာလေးပါပဲအလားတက်ပုံတွေရိုက်ပြီးကျေးလက်ရဲ့တဘာဝရှုခင်းတွေကိုခန်းစားကြည့်ကြတယ်ဆိုရင်တော့သွားဖို့အကြံပေးပါရစေနော်ကိုယ့်ရဲ့အလုပ်ပိတ်ရက်မှာရန်ကုန်နဲ့နီးနီးနားနားလောက်ပဲသွားလည်ချင်တဲ့သူတွေအတွက် TM Farm ကိုဘယ်လိုသွားရမလဲဆိုတာလမ်းညွှန်ပေးလိုက်ပါမယ်ကိုယ့်ကားနဲ့ကိုလာချင်တဲ့သူတွေအတွက်ထောက်ကျန့်စစ်တင်ချိုင်ဘေးလန်းကနေဝင်ရောက်ပြီး TM Farm ကိုသွားရောက်ရမှာဖြစ်ပါတယ်ဘတ်စကားနဲ့လာမဲ့သူတွေအတွက်ကတော့ YBS 39 36 35 32စီးပြီးတော့ထောက်ကျန်စစ်တင်ញိုင်းရှိတဲ့လမ်းသစ်မှတ်တိုင်မှာဆင်းရမှာပါဒါပေမဲ့ YBS 39ကတော့ဝါယာလက်ကားဆိုရင်တော့မရောက်ပါဘူးเนาะလမ်းသစ်မှတ်တိုင်မှာဆင်းပြီးအဲ့ဒီကနေ TM Farm အထိကိုဆိုင်ကယ်ကယ်ရီတစ်ဆင့်စီးသွားရပါဦးမယ်ဆိုင်ကယ်နဲ့9မိနစ်လောက်စီးပြီးရင်တော့ TM Farm ကိုရောက်ပါပြီမနက်6နာရီခွဲကနေညနေ6နာရီအထိပိတ်ရက်မရှိဖွင့်လှစ်ထားတာပါကဲဒါဆိုရင်တော့တငယ်ချင်းတွေစုပြီးလွတ်လွတ်လပ်လပ်သွားလည်လိုက်အောင်နော်